ဒီနေ့လက်ချိတ်နောက်တစ်ပုံရောင်းပေးမယ်ညကရောင်းပေးတာ coach လက်ချိတ်ရပြောင်းဒီတစ်ခါက coach ကိုအစင်နဲ့ကြိုက်တယ်ဆိုတော့အမတွေအတွက်ကဲလာပါပြီရှင်အိုးမိုက်နေရောပဲနော်ကိုမတွေအရင်လာတယ်ရောင်းချပေးမဲ့ဈေးနှုန်းလေးကလည်းလုံးဝအထူးဈေးနှုန်းလေးနဲ့ရောင်းပေးပါကိုမတွေဒါဆိုလို့ရှိရင်အနည်းဆုံး4000ဝဲ5000လို့ထင်ရတယ်ကြည့်လိုက်တာနဲ့နော်ကြည့်လိုက်သုံးရတဲ့အသားတွေဒီအရင်ကောင်းတယ်ကျိုးရှည်ပါမယ်အောက်တောက်တွေပါမယ်ကလာလိုင်း2ရောင်လာတယ်အဲ့တော့ရောင်းချပေးမဲ့ဈေးနှုန်းလေးက2900နဲ့မှ900ပါရှင်ကဲလုံးဝ amazing price ပဲလက်ကားလိုချင်တဲ့မာတွေလက်ကားသေးရှိမယ်ကလာလိုင်းက2ရောင်ကျိုးရှည်ပါပါတယ်အလျားကို17လက်မပြည့်ဖို့ဟိုလောက်လိုမယ်3စိတ်လောက်လိုမယ်အမြင့်က6လက်မခွဲညီမညအရောင်းရတဲ့အိတ်တီနဲ့အတူတူပဲ site ကဟိုကလည်း10လက်မကျော်တယ်နော်ကိုမိုင်တိချာလေးတိုင်းကြည့်လိုက်တော့မှ17လက်မပြည့်ဖို့3စိတ်လောက်လိုမယ်နော်ကဲ2900နဲ့ဆိုတော့ကိုမကြီးတန်လားမတန်လားဆုံးဖြတ်လိုက်အရန်တန်တော့အားကြီးတယ်နော်တန်တာထက်ကိုပိုပါတယ်ရှင်ကဲလက်ချိတ်အမိုက်စားဒီချိန်မှာចောင်းသားမိဘတွေကြော့ကျင်တာပဲဖြစ်ဖြစ်ကဲကိုရိုင်းမဲလေဒီမှာရောင်းဆုံး39,500နဲ့လှနေရောပဲအရင်တန်တာထက်ကိုပိုတယ်ကိုမကြီးရနော်ရောင်းပြီးရဲ့ဈေးလေးကကလာလိုင်းကဒါလေးကအသားရောင်ရမယ်ဒါလေးကအနက်ရောင်လေးထားလိုက်တာဗျာကိုမကြိုက်ဘူး coach ကိုအရင်ကြိုက်တယ်အစင်လေးနဲ့ပြပေးပါဆိုတော့အမားတွေဒီလိုမျိုး coach ကိုမှဒီလိုအစင်နဲ့မှကြိုက်တဲ့အမားတွေအတွက်ဆိုလို့ရှိရင်အရင်အဆင်ပြေရပဲ2000ကျော်လေးနဲ့ဈေးနှုန်းရလဲကဲကြိုက်တာတို့ရင် screenshot လေးနဲ့မြန်သွားပေးညကအဲ့ဒီကတော်တော်များအကုန်လုံးကစိုးအောက်ပြီးတော့ဖြစ်ကုန်ပြီဒါလေးကြိုက်ရဆိုရင်မြန်လာမှာပဲကိုမတွေဈေးနှုန်းအရင်တန်တယ်နော်ကျေးဇူးတင်ပါတယ်